သမီးလေးအော်ရာရဲ့ဖြစ်ဆော့စာခီးစဉ်အတွက်ပြေးသေးဝယ်လာပါပြီ။အရောက်ပြီးဆိုတော့ပစ္စည်းလေးတွေထုတ်ကြည့်အောင်။အပြောင်းလဲလေးတွေအသစ်ဆန်းလေးတွေဘယ်လိုလုပ်ရမလဲဆိုတာသိကြလို့ဒီချက်ပြုတ်လေးစာအုပ်လေးကိုဝယ်ခဲ့တယ်။သမီးလေးကဘယ်ဟာကြက်မလဲတော့မသိဘူး။မကြက်ရင်ဖေစားရတာပေါ့။ဒါလေးကတန်တော့ဖြစ်သွင်းတဲ့အားဖြည့်ဆန်းကျွန်တော်တို့စားနေတဲ့ဆန်နဲ့ဒီတန်တဲ့ဖြစ်သွင်းတဲ့ဆန်တွေကအခုမှဖြစ်ဆော့စာစားမဲ့ကလေးတွေအတွက်လိုရတယ်လေ။ဒါကြောင့်ကျွန်တော်ဝယ်ခဲ့တာ။ဒါကတော့ချက်ဖို့အချိန်မရရင်ရင်းနှီးလေးနဲ့ဖြော်ပြီးအလွယ်တကူပြင်ဆင်ပေးနိုင်တဲ့စီရီရဲ့အမှုတ်လေးတွေ။မာစုကတော့နာမည်ရှိပြီးသားဂျပန် product တွေပဲ။သူ့မှာတခြားရလာလေးလည်းရှိပေမဲ့အသီးရွက်လေးတွေပါတဲ့ဟာလေးပဲဝယ်ခဲ့တယ်။ဒါကတော့အခုနောက်ပိုင်းနာမည်ကြီးနေတဲ့ Fruto Nani Cereal လေးပဲ။သူ့ကိုလည်းစမ်းကြည့်ကြည့်ဦးမယ်။ဒါလေးကတော့6လထက်ကလေးတွေစားလို့ရတဲ့ကျူဘီဆပ်ပြုတ်ထုတ်လေးတွေတဲ့။သူလည်းဖောက်ပြီးကြိုလိုက်ရုံပဲ။ရလာတော့အများကြီးရှိတယ်။ဖေကတော့အသီးရွက်ရတာရဲ့ငါးရတာရဲ့ဝယ်ခဲ့တယ်။ဒါကအဒီဇင်မမကထုတ်တဲ့ရွှေပြုတ်အမှုတ်တဲ့။သူကရင်းနှီးနဲ့ဖြော်ပြီးတော့ကျွေးရုံပဲ။ဂျပန်တွေများရွှေပြုံးကြီးအလုံးကြီးကိုဘယ်လိုများအမှုတ်လုပ်လာလဲမသိဘူး။ရွှေပြုံးကြီး evolution ပေါ့။ဒါကြောင့်အခုလိုအထောက်တဲ့ထုတ်ခံပြီးမြန်မာပြည်ရောက်လာတာ။နောက်မှရင်းနှီးနဲ့ဖြော်ပြီးကျွေးလိုက်အောင်မယ်။ formula နို့ခဲ့တဲ့။တစ်နှစ်အောက်ကလေးတွေတွဲရတဲ့။ဒီပညာတွေကမြင့်လာတော့နို့ကအရေးကနေပြီးတော့အခဲလုပ်လိုက်တယ်။ချိန်တိုင်းတော့အရေးပြန်ဖြော်ခံရမှာပဲ။ဒါပဲလေဘဝတန်နေရဆိုတာ။ဒါတော့ပဲဝါပဲနီပရိုတိန်းအသားဓာတ်တော့ကတော့ဒါကတော့မရှိမဖြစ်ပဲ။နောက်ဆိုသမီးလေးကိုပြန်ပြောရမယ်။မင်းသမင်းစားပြီးကြည်တာလားမင်းပဲစားပြီးကြည်တာလားဆိုပြီးတော့ဒါကတော့ကလေးဖြစ်စစာတွေပါထည့်ချက်ဖို့ကြက်သားမှုတ်မြန်မာပြည်ကထုတ်လုပ်တာဆိုပေမဲ့အဆင့်မီတယ်နော်ကြက်တွေကတော့တနာပါတယ်တက်ဖြစ်ရတာတော့အမှုတ်ချေခံတဲ့ဘောကဒါကတော့အုတ်ကျုံသူကတော့အုတ်တိတဲ့ organic ပစ္စည်းဆိုတော့ကလေးတွေအတွက်လိုအပ်တဲ့အာဟာရဓာတ်အမြင့်ဓာတ်တွေလည်းရတယ်လေအင်းပါဖို့အတွက်စိတ်မအေးမဖြစ်ရဖို့အုတ်ကျုံလေးတွေကျွေးပြီးပေါ့နော်ဒါကတော့သမီးလေးအပြင်းပြင်းမြုံနေဖို့စမ်းမှုလေးတွေအနည်းအောက်ဆိုတော့တကြားစားမစားရသေးတော့သူတို့အတွက်တေးစာလေးတွေအတွက်ဆိုရင်ဒါလေးကအဆင်ပြေရဲ့လူကြီးတွေကတိတ်မုတ်စားကလေးတွေကဆမ်းမုတ်စားပေါ့ဒါကပါလေနေပါဦးဒီလေအထုပ်ပေါ်ကအကောင်မလေးလှတာနဲ့ဝယ်လာလိုက်အားထောပဲကြီးပဲကလေးကတော့မစားရသေးဘူးโอเคအဆင်ပြေပါတယ်ဒါဖေတော့ပေါ့ပေါမုတ်ထောပဲလေးလုပ်ပြီး copy လေးနဲ့နှက်လိုက်အောင်ပါတခြားဟင်းချက်စရာအသုံးဆောင်လေးတွေကိုတော့နောက်ဗီဒီယိုမှာဆက်ပြမယ်နော်ဟောမေးလို့စိတ်ဝင်စားရင် Daddy Diary မြန်မာ page ကို like and follow လေးလုပ်ပေးတာနော်